ထိခိုက်ဆုံးရှုံးမှုတွေကိုခြေခွဲဝန်းနေရတယ်လို့နောက်ဆက်တွဲခန်းစားချက်တွေကလည်းမပြီးစင်းသေးပေါ့နော်ကျွန်တော်တို့28 3လ2025ငလင်းစလှုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ရုံးမော်ဆင်းလာတဲ့အချိန်မှာတကယ်ကိုလူတွေလမ်းမောက်မှာလူတွေကဆိုလို့ရှိရင်အော်ဟစ်နေကြတယ်စိတ်ပူနေကြတယ်ကြောက်လန့်ပြီးတော့ငိုကြွေးနေကြတယ်တကယ်ကိုဘယ်လိုပြောရမှန်းတော့မသိခဲ့ပါဘူးကိုယ်တိုင်ငလင်းပေးတယ်ကိုမျက်မြင်ကိုယ်တွေကြုံတွေ့ပြီးခံစားရတဲ့အခါကျတော့ကျွန်တော်တို့ customer တွေတက်ကိုကျွန်တော်တကယ်စိတ်ပူခဲ့တယ်ငလင်းတွေတောက်လျှောက်လှုပ်နေတဲ့အချိန်မှာရောကျွန်တော်နေ့တိုင်းမနေ့မိုးလင်းတာနဲ့ရိုးရှိမှသွားနေပြီးတယ် customer တွေကလည်းလာကြတယ်စိတ်ပူပြီးတော့လာကြတဲ့ customer တွေကများတာပေါ့နော်သူတို့ကျွန်တော်ပြပြတယ်စိတ်မပူပါနဲ့ဆောင်ရွက်ပေးပါမယ်ဆိုတော့ကျွန်တော်ရှင်းပြတယ်နေ့တိုင်းသွားတယ်ပထမနေ့တည်းကကျွန်တော်ရုံထဲကိုဝင်လို့မရဘူးဘာလို့ရုံထဲကိုပေးမဝင်သေးဘူးလေနောက်နေ့ကျတော့ကျွန်တော်ရုံထဲကိုဝင်လို့ရပြီဆိုတဲ့နေ့ကျတော့ပျက်စီးနေတဲ့ရုံထဲကိုကျွန်တော်တို့ cycle အုပ်ထုပ်တွေစားပြီးတော့ရသလောက်ပေါ့ laptop တွေ desktop တွေနောက် system မုံတွေအဓိက hard disk ကိုရအောင်လို့ကျွန်တော်ရအောင်ယူခဲ့တာပါနော်အဲ့ဒီအချိန်ထိကျွန်တော်ဒီပစ္စည်းတွေကိုဘယ်မှာထားမလဲဆိုတော့ကျွန်တော်မသိသေးဘူးမစဉ်းစားရသေးဘူးပြီးတော့မှကျွန်တော်ကားနဲ့တင်ပြီးတော့ကျွန်တော်နေတဲ့ဖုန်းချောင်းကိုသွားပြီးတော့ဖုန်းကိုရှောက်ပြီးတော့အဲ့ဒီပစ္စည်းတွေဖုန်းချောင်းမှာထားရတယ်အဲ့တော့ကျွန်တော်တို့အလုံးလုံးတော့ကားပေါ်မှာပဲအလုံးလုံးဖြစ်နေတာပေါ့နော်အဲ့ဒီအချိန်မှာသမင်းစားတာကတော့ညကလည်းစားပေါင်းစားတာပေါ့နော်ကိုယ်တိုင်ကလည်းငလင်တန်းကိုခံရတဲ့အချိန်မှာစိတ်မတည်ငြိမ်သေးဘူးမတည်ငြိမ်သေးပေမဲ့ကိုယ့်ရဲ့ customer တွေတက်ကိုစိတ်ကိုပို့ပြီးတော့ပုံမိတဲ့အတွက်ကြောင့်မလို့တာဝန်ဆိုတာထက်ကိုပို့ပြီးတော့အလုပ်ကြိုးစားလုပ်ဖြစ်နေတယ်ကိုယ့်ရဲ့တာဝန်တွေကိုအကောင်းဆုံးလုပ်နိုင်မှုအတွက်ကိုကျွန်တော်ရဲ့ပျက်စီးသွားတဲ့အိမ်ကနေလို့မရသေးတော့လေအခုကျွန်တော်တို့ယာယီရုံးဖွင့်ထားတဲ့111လမ်းစီ5958ချာအဲ့ဒီယာယီရုံးမှာပဲခဏနေပြီးတော့အလုပ်တွေကိုပဲအောင်စိုက်မိနေတယ်ကိုယ့်ရဲ့စိတ်မတည်ငြိမ်မှုတွေကတော့ဘုရားတရားကူညီနေပေါ့နော်